သမီးတို့ကအခုကအလုပ်ပြောင်းတဲ့အကြောင်းသိချင်တာရှင်ဟိုပြောရမယ်ဆိုရင်တော့သမီးတို့လို့ဟိုတစ်နှစ်ခက်နဲ့ပြောင်းနေလို့တော့ပုံဝင်လင်းလင်းပြောရင်ဦးကတိတ်မကူညီခြင်းဦးသမီးရဲ့နော်မကူညီဟုတ်ခြင်းဦးဆိုတာကဟိုမှန်တဲ့လူကိုကူညီခြင်းတယ်သမီးရဲ့နော်သူပြောခြင်းတဲ့တော့တချို့ကဟုတ်ရောက်တယ်ဘာညာဆိုသမီးတို့ကတော့ဒါအကြောင်းတွေရှိလိမ့်မယ်အကျိုးအကြောင်းပြည့်စုံတဲ့လူကတော့ဦးကူညီပေးဖို့အသင့်မယ်ပြီးတဲ့အခါကျတော့နော်ဟုတ်သမီးတို့ဦးပြောရမယ်ဆိုလို့ရှိရင်ကူညီခြင်းနဲ့မကူညီခြင်းဦးဆိုတာဒါဦးရဲ့ကိုယ်ပိုင်စိတ်အရာပြောတာဒါပဲနဲ့လို့ကိုယ့်မြန်မာလူမျိုးတွေဥပဒေအရစီကံအရအနိုင်ကျင့်ခံတာရတော့ဦးကအကုန်လုပ်ပေးလို့အကုန်လုပ်ပေးပါမယ်နော်အဲ့တော့စိတ်မပူနဲ့ဟုတ်အဲ့တော့ပထမဆုံးပြောရမှာသမီးတို့အလုပ်ကိုထွက်ချင်လို့သမီးတို့ဆီကနေ passport တွေ Zydu ကတ်တွေယူလိုက်တယ်ဆိုလို့ရှိရင်နော်သမီးတို့ထီပေါက်တယ်ပဲမှတ်ဟုတ်ပြီလားနော်ဟုတ်ကဲ့သမီးတို့ကဘယ်လောက်ကြီးစိုးနေသမီးတို့ကိုနောက်ဆုံးကုန်ပြောသမီးတို့ချိန်လုံးနဲ့ကြက်မွေးနဲ့ရိုက်ချင်တယ်ပဲထားအောင်သမီးတို့ရဲ့ passport တွေ ဟုတ်ကဲ့ Zydu ကတ်တွေကိုသိမ်းပိုင်ခွင့်မရှိဘူးအဲ့ဒီမှာဘောင်ကျော်သွားပြီသမီးတို့ကဂျပန်နိုင်ငံမှာအလုပ်သမားနော်ညွှန်ကြားရေးမှူးဦးစီးဌာနဆိုတာရှိတယ်တို့ကလည်းလိုဒိုခီဂျွန်ခန်တိုကူရှောဆိုတာရှိတယ်နော်အဲ့ဒီမှာသမီးတို့ပြဿနာဟုတ်ကဲ့တက်ပြီဆိုသမီးတို့တိုင်ရင်သမီးတို့အတွက်ကပြဿနာတက်လာကြသမီးတို့ကအနိုင်ရခြေရှိတယ်နော်ဘယ်လိုဖြစ်အနိုင်ရတရားက passport ဆိုတာပြောမှဆိုသမီး passport မဟုတ်သမီး passport ဆိုတာမြန်မာနိုင်ငံတော်ရဲ့ passport သူတို့ပိုင်တာသမီးပိုင်တာတော့မဟုတ်ဘူးဟုတ်ကဲ့အဲ့ဒါကြီးကိုသူတို့ယူထားရဆိုတော့သူနိုင်ငံတော်နဲ့ပြဿနာတက်မှာပဲဟုတ်ပြီနော်တဲ့ချက်အလုပ်ပြောင်းရင်မြန်မာပြည်ပြန်ရမယ်ဆိုတာကသမီးတို့ကတော့တုတ်တေးဂီနော်လားနော်ဘာပဲပြောသမီးရဲ့ဟုတ်တခုအတည်းကြီးလုပ်သမားအလုပ်သမားတယောက်ကသမီးတို့ကအလုပ်ကိုဗမာပြည်ကိုပြန်မယ်ဆိုတာကဟိုပြန်ပြီးပို့လို့မရဘူးသမီးနော်တခုတော့ရှိတယ်ပေါ့ဟုတ်မပြန်ချင်ဘူးဆိုလို့ရှိရင်သမီးတို့ကတော့ကိုအားနဲ့ကိုစားစူးစမ်းရတော့မယ်နော်နေဟုတ်ကဲ့စရာထိုင်စရာအစနော်ဟိုနေနော်တက်စီလောက်ရတော့မယ်ဆိုတော့သမီးတို့ပြန်ပို့မယ်ဆိုတော့ဒါ6တာပဲရှိတယ်သမီးပြန်ပို့လို့မရဘူးတတိယတစ်ချက်ကအလုပ်ပြောင်းလို့ရှိရင်ကုန်ကျစရိတ်တွေလျော်ပေးရမယ်အဲ့ဒါကစာချုပ်စာတမ်းနဲ့ရှိချင်းရှိလိမ့်မယ်တို့တော့နော်ဒီစကားကတော့ဦးပြောတာအင်မတန်တော့တိတ်တော့မပြောချင်တမီးအမှန်တိုင်းပြောပါစို့သူတို့ဘက်ကလည်းတကယ်မကုန်မှုတော့ကုန်လာတယ်တမီးနော်ဦးနှစ်ဖက်စဟုတ်လုံးသိအဲ့တော့သူတို့ဘက်ကလည်းကုန်တာတိုးတော့သူတို့ကုန်ထားတာကိုတမီးတို့ရောရမယ်ဆိုတာတော့မရှိဘူးတမီးရောစဟုတ်ကဲ့ရာမလိုရောစရာမလိုဆိုပေမဲ့တမီးတို့ဟုတ်ကဲ့လူသားတယောက်အနေနဲ့ပြောမယ်ဆိုသူလည်းကုန်ထားရဆိုရင်ကိုညှိပြီးတော့ဟလာကျမတို့တော့တတ်နိုင်တယ်ဒီလောက်ဒါမျိုးတွေကျမတို့လုပ်ပေးပါမယ်မျိုးတွေလည်းညှိပေါ့တမီးရဲ့ဒါဆိုရင်တမီးတို့ကလူဟုတ်သားပီသားတဲ့သဘောပေါ့တမီးရဲ့နော်ဒါမျိုးတမီးတို့ကိုလေမြန်လက်မှတ်ပို့ပေးရတယ်ဘာဖြစ်ရော်ကြီးအနေနဲ့တော့တောင်းလို့မရဘူးတမီးရဲ့သမီးတို့အတွက်လားအိမ်ကိုငှားပြီးတော့အိမ်နေတာနော်အိမ်တဲ့အလုံးကိုငှားတယ်ဆိုလို့ရှိရင်ဒါသူတို့စပေါ်တွေဘာတွေပေးရတယ်အဲ့အတွက်လည်းကျမတို့ကဘလောက်တော့ပြန်ပေးပါမယ်နော်ဒါလည်းပတ်စံမရှိသေးဘူးကျမတို့ဘယ်တော့ပြန်ပေးမှာဆိုဒီလိုမျိုးညှိတော့ရမယ်တရားစွဲဟိုလိုခေါ်မလဲသမီးတို့ကိုရော်ကြေးရပေးတယ်ဆိုတော့အလုပ်သမားဥပဒေထဲမှာမရှိဘူးသမီးအလုပ်သမားတယောက်ကဟုတ်နော်ဟိုဒီဥပဒေရဆိုတာ2 ပတ်ပါတကယ်တမ်းပြောမှာဆိုတော့တစ်လစာချုပ်ထဲမှာတစ်လရက်30ကြိုပြီးတော့ပြောရမယ်ဆိုသမီးတို့အဲ့ဒါကိုလိုက်နာတယ်ဆိုလို့ရှိရင်ဥပဒေရတော့သမီးတို့လွတ်သွားပြီသမီးရဲ့နော်နောက်တစ်ခုကတော့ဟုတ်သမီးရဲ့တစ်ခုတော့ရှိတာပေါ့ဟောနောက်လူမရှိလို့ခဏလေးနေပေးပါကိုကလည်းနော်တကယ်တမ်းဟိုနေဖြစ်ဘူးဆိုလို့ရှိရင်တော့လားသူကျေးဇူးကိုကျေးဇူးနဲ့ဟုတ်ပြီကျမဒါဆိုဧပြီလောက်ထိလုပ်ပေးမယ်ဖေဖော်ဝါရီလောက်ထိလုပ်ပေးမယ်ဒါတွေကညှိလို့ရရတယ်နော်သို့တော့သမီးတို့ကအဲဒီနေ့ထွက်မှာမလို့ဒီနေ့မထွက်ရဘူးဘာညာဆိုတော့လုပ်လို့မရဘူးသမီးနော်ဆိုတော့ဂျပန်ဆိုရင်တော့ဦးကမြောက်ပေးတယ်သမီးတို့ဒီနေ့မလုပ်ချင်နေ့ထွက်လို့ဟုတ်ရတယ်နော်ဟုတ်ဒါပေမဲ့သမီးတို့ဗမာဖြစ်တဲ့ကြောင့်သမီးတို့တွေမဟုတ်ဘူးနောက်လူတွေမခေါ်တော့ရတယ်ရှိတယ်အဲ့တော့သမီးတို့ဘက်ကလည်းအလုပ်သမားတဦးအနေနဲ့ရပိုင်ခွင့်နဲ့ကျမတို့ထွက်မယ်ဒါပေမဲ့ကျမတို့ဘယ်နေ့ဘယ်ရက်မှာထွက်ပါမယ်သူတို့ကညှိပေးမယ်တစ်လားလောက်နေပါအောင်ပါဒါဆိုတော့ကျမတို့ delay ဒီရတော့ရနိုင်တယ်ဒီနေ့ဒီရတော့ကျမတို့လည်းနောက်အလုပ်ကိုပြောင်းလို့မှမလို့မရပါဘူးဆိုသမီးတို့ချိုသားသားနဲ့သမီးတို့ပြောပိုင်ခွင့်ရှိတယ်ဟုတ်ကဲ့သမီးတို့ဘာကြောင့်ဟိုအဲ့ဒါထွက်ချင်တာလဲပြောမယ်သမီးတို့ဘာကြောင့်ဘာကြောင့်ထွက်ချင်တာလဲထွက်ချင်တာလဲဆိုဒီအလုပ်ထဲမှာငယ်ဟိုမကောင်းတဲ့စီနီယာလို့ပဲပြောမှာပေါ့နော်အဲ့လိုမျိုးဒီဗမာပဲအလုပ်ကိုပို့လင်းလင်းပြောလို့ရတယ်သမီး နော်ဟိုသူရှင်းပြတော့ तू မကောင်းလို့သမီးတို့ထွက်သွားရတယ်ဆိုလို့ရှိရင်သမီးတို့ရဲ့သမီးတို့မှိုင်တိုင်းထွက်ပြေးဆိုသမီးတို့အရှုံးဖြစ်တာပေါ့သမီးပြန်စဉ်းစားကြည့်လေဟုတ်ကဲ့မကောင်းတကယ်တမ်းပြောရင်မကောင်းတဲ့လူဟုတ်ကထွက်ရမှာလေကောင်းတဲ့လူကထွက်ချက်မှာမလို့ပဲပြောချင်တာတော့သမီးဘာလို့ပြောချင်သမီးတို့မထွက်တယ်လို့မပြောဘူးထွက်လို့ရတယ်တိုးဟုတ်တော့အခုတိုင်းဆိုသမီးတို့ကပဲမှားတဲ့ပုံစံနဲ့ပြန်ဖြစ်နေတာပေါ့တကယ်တမ်းပြောမယ်ဆိုရင်ဟုတ်ကဲ့သူကဘယ်လိုလဲဆိုတော့အမြဲတမ်းဟိုဟာ
ကိုအဲ့လိုကိုဆိုလို့ကိုရဲ့တော့မဟုတ်ပေါ့နော်အောက်လက်ငယ်သားအကုန်လုံး तू ကဟိုအပြစ်ရှာတဲ့မျိုးလုံးနဲ့ပဲ तू ကကြည်တာပေါ့နော်ဟိုဘယ်လိုပြောမလဲတမီးတို့အမှားမလုပ်ရဲဘူးပေါ့အမှားလုပ်ပြီးရလို့ရှိရင်အဲ့လိုမျိုး तू ပြောတာဆိုတာခံရတာပေါ့နော်အဲ့လိုမျိုးရှိတာပေါ့တိချက်ကသမီးတို့မှန်ရင်တန်းနဲ့ပြောရလားမှားလို့ပြောတာလားမှားလို့ပြောတဲ့အခါမှာပြောတာပြင်းထန်တယ်ဆိုတော့တစ်စင်းချင်းပေါ်မှာသမီးမှန်ရင်တန်းနဲ့ပြောရင်နော်ဟုတ်အပြောခံရင်သမီးတို့ပြန်ပြောလို့ရတယ်မှားလို့ပြောတယ်ဆိုရင်ပြောပါတိုးတော့သူပြောတာဒီလိုတွေကဒီလိုဖြစ်တယ်ပါလဲဆိုတာသမီးတို့ကဟိုအလုတ်ရှင်ကိုပြောပြတတ်နော်ဟုတ်ကဲ့သမီးတို့ထွက်ချင်တာကိုမပြောဘူးနော်မထွက်နဲ့ပြောတာမဟုတ်ဒါပေမဲ့ဟိုဒီတိုင်းကောင်းကောင်းပြီးထွက်သွားတယ်ဒီတိုင်းပဲသူအလုတ်ရှင်ရတော့အလုတ်ရှင်နဲ့ဒီစီနီယာနဲ့သမီးတို့ကြားမှာရှိတဲ့ပြဿနာကအလုတ်ရှင်နဲ့သမီးတို့ကြားမှာဖြည့်တဲ့ပြဿနာမဟုတ်ဘူးလေသို့တော့အခုကပြောရမယ်ဆိုဟုတ်ကဲ့သမီးတို့ကအလုတ်ရှင်နဲ့မသိတဲ့ပဲအလုတ်ရှင်နဲ့တွားပြီးတော့ပြဿနာလာဖြစ်နေရတယ်လေမဆိုင်မဲနဲ့ဟုတ်တယ်ဟုတ်ဟုတ်ပြန်စဉ်းစားကြည့်လေနော်သမီးတို့ကလည်းပြီးတော့အလုတ်ရှင်အဲ့မှာစေတနာရှိတယ်အလုတ်ရှင်ကသမီးတို့ကိုဟုတ်မဖြစ်ရတဲ့နဲ့သမီးတို့ထွက်တာပြတာကျမှအခုပြဿနာရလာတက်တယ်လေနော်အဲ့ဒါလေးဟုတ်ကဲ့ကိုသမီးကောင်းထဲမှာထားဟုတ်ရမယ်ဟုတ်ပြီညာအဲ့တော့ဟုတ်သမီးတို့ထွက်ဖို့ကရောတပြည့်ဗာဘယ်နေရာမှာရှိလဲအစ်စ်ရှိလားရှာပြီးပြီလားဘာဟုတ်လုပ်ပါလဲအတိရောရှိတယ်ရှိအဲ့လိုဟိုကပါလေပြောပြီးပြီလားဟုတ်သမီးကတော့အခုကတော့ဟိုပါပေါ့နော်ဟိုနေလှုပ်ချင်တာကတော့စက်ရုံအလုပ်ပဲလှုပ်ချင်တယ်ရှင်ဟိုကဒါပေမဲ့ဟိုကတခုတည်းအိမ်မှာလည်းစက်ရုံအလုပ်ကမရှိဘူးဆိုတော့ပြောရမယ်ဆိုတော့တကယ်ရဲ့ဟိုဒီတော့ကေခတ်စလို့ဆိုတာလေဟိုဒီပြောဦးတင်မပြောင်းစေချင်ဘူးဘာတော့ကေကြီးနော်တပည့်ဟုတ်ကဲ့တော့အလုပ်သမားအစ်စ်မြင့်နေတယ်လေအဲ့ဒီကနေပြီးတော့ကေခဟုတ်တ်စလို့ကိုပြောင်းတဲ့အခါမှာကေခတ်စလို့မပြောင်းမပြောင်းလေးရှိတယ်တပည့်ရဲ့တပည့်တော့စိတ်ဟုတ်ကဲ့ကြီးလို့ဆိုပြီးပြောင်းလိုက်တာဘာကိုပြောင်းလဲဆိုရှင်ကိုဗမာပြည်ရဲ့နိုင်ငံရေးအခြေအနေအကြောင်းပြပြီးပြောင်းနေလို့ရှိကြနိုင်ငံရေးဟုတ်အခြေအနေကပြုံးတိုင်းကို Trump လိုဟာမျိုးကနေပြီးတော့ဗမာပြည်ကဘာမှပြဿနာမရှိတော့ဘူးလို့တပည့်တို့ပိတ်လိုက်တယ်လို့ပြောတော့အချောက်တိုက်ပြန်နေရအခုတိုင်းဟုတ်တပည့်တို့9 နှစ်နေလို့ရတယ်လေနော်အဲ့တော့ဟုတ်ကဲ့လုတ်တင်တာကတုတ်တေးဒီလိုနဲ့တပည့်တို့အောင်လက်မှတ်တွေရှိရတုတ်တေးဒီလိုပဲလုံရင်းတန်းလာတယ်အခုတော့အလုံးမရှိလို့တုတ်တေးခါစုတို့ကိုပြောင်းတာမျိုးဆိုတဲ့ဟာမျိုးဆိုတာတမျိုးပြောဟုတ်ရင်တုတ်တေးခါစုလို့ပြောတယ်ပြောမယ်ဆိုတုတ်တေးခါစုကပြောလည်းပြောမျက်စိနဲ့အလုံးအမိုက်ပုံးဗီဇာလို့လည်းပြောလို့ရတယ်တရောင်းသားဗီဇာလို့လည်းပြောတယ်ဇပွဲပေါ်မှာခဏဟိုဘက်ပြီးကိုပုံထားတယ်ဆိုရင်ဗီဇာပဲဗီဇာအမျိုးအစားတစ်ခုတည်းပဲတည်းဒါပေမဲ့တောင်းပုံတောင်းကလေးလို့သွားမှာဆိုပြောတာတမီးတို့နော်သူ့မှာပြတမီးရဲ့ဟုတ်ဟုတ်တမီးတို့ရဲ့တုတ်တေးကြီးတော့နေတော့နောက်တစ်ခုတုတ်တေးကြီးတော့ပဲပြောင်းတယ်ဒါပေမဲ့ပြောင်းနေကြတဲ့မှာအလုတ်ကရှာမရဘူးဒီကြားထဲမှာကျမတို့ကခဏလောက်နော်အလုတ်ရှာတဲ့အချိန်လေးမှာဒီအလုတ်မှလည်းမရှိဘူးကြောင့်တုတ်တေးကိုလည်းခတ်စတိုခဏပြောင်းပြစီဆိုတော့ပြနေလျှောက်တာနဲ့ကျမတို့ကဗမာပြည်ကိုပြန်လို့မရလို့နိုင်ငံရေးရဗမာပြည်ကိုပြန်လို့မရလို့လျှောက်ပါဆိုရင်အေးနိုင်ငံရေးကောင်းသွားရင်မင်းတို့ပြန်တော့လေးဆိုရင်ကိုဒုက္ခရောက်ပါမယ်လေနော်ဟုတ်ကဲ့အဲ့တော့တက်ကြွတဲ့လူတခြားတိတိကျကျမေးပြီးတော့မှတမီးတို့ကိုပြောင်းစေချင်တယ်တုံတိခတ်ဟုတ်ဆိုတော့ဟုတ်ဟုတ်ကဲ့မပြောင်းနဲ့လို့ပြောတာမဟုတ်ဘူးနော်ပြောင်းလို့ရတယ်ပြောင်းမှုပြောင်းပြီးလေးတတိထားပါလို့ပြောတာဦးလည်းကျွမ်းကျွမ်းကျင်တော့တကယ်ဟုတ်သိတဲ့ကဲ့နော်ဗီဇာပြောင်းပြီးတဲ့လူတွေရှိတဲ့ပုံစံပါတတ်နိုင်တဲ့ဟုတ်ကဲ့ပါလို့နော်တခြားပြေးပြီးတော့ဟိုကျမနိုင်ငံရေးတိတိကျကျဟုတ်ဆိုတော့ပြောင်းပြရစေတယ်ဆိုတာမျိုးလေးနဲ့ပြောင်းရင်တမီးတို့ကဟုတ်ကဲ့အချိန်မျိုးတော့ဒီလိုပြန်ပြောင်းလို့ရအောင်လုပ်တာဟုတ်ကဲ့ဟုတ်ကဲ့နော်နောက်တစ်ခုကတမီးတို့ထပ်တုံးသိပြီးတော့ခိုင်းပုံပါနော်တမီးတို့ဒီမှာဘယ်နှစ်နှစ်နေကိုစဉ်းစားတာလဲသမီးတို့ဒီမှာ9 နှစ်ထိပဲရှင်9 နှစ်ဒီလို9 နှစ်ပြီးရင်တမီးဘာလုပ်ပါလဲပြန်ပါလား 9 နှစ်ပြီးရလို့ရှင်တော့ဟုတ်ကဲ့မြန်မာပြည်ကိုပြန်ပါရှင်အဲ့ဒါဆိုတော့မပြောတော့ဘူးတကယ်လို့ဗမာပြည်မှာပြန်ချင်းဒီမှာနော်ဟိုနောက်ပိုင်းမှာမိသားစုအိမ်သားဟိုဒီပဲခေါ်ခြင်းနဲ့ပြည်ခြင်းနဲ့ဒီမှာကြာကြာနေခြင်းနဲ့ဆိုရင်တော့နော်တမီးတို့တုတ်တေးကြီးတော့ကတမီးတို့ဗီဇာအမြင့်ဆုံးပဲအဲ့တော့တမီးတို့ကအဲ့ဒါနေပြီးတော့福祉လာအဲ့ဒီဥစ္စာကိုခိုင်းကို福祉ကိုတမီးတို့ရှောက်လိုက်တယ်အောင်သွားတယ်နော်တုတ်တေးကြီးအစစ်နှစ်တွေပဲဖြစ်တယ်တမီးတို့ဘဝကြီးကောင်းသွားတယ်တမီးနော်ဟုတ်အဲ့လေးကိုသတိထားပေးပါအဲ့စာမွေးပွဲဝင်ဟုတ်ကဲ့ဖြေဖို့ပဲလုပ်နေပြီလားဟိုဟာသမီးက9 နှစ်နဲ့ပြန်มาဆိုတော့အဲ့ဒီဟာဒီတော့မလုပ်တော့ဘူးရှင်ကောင်းတယ်မလားသမီးကိုဦးလည်းရှင်းပြဦးကတလနဲ့ဆိုရင်ကျွန်မပြူရောက်လာသူရဲ့နော်အခုဟုတ်45နှစ်ရှိသွားပြီနော်ဟုတ်အဲ့တော့ပြောဘေးချင်းမဘယ်လိုပြောင်းမယ်ဆိုတော့ပြောလို့မရဘူးသမီးရဲ့နော်အဲ့ဒါလေးကိုသမီးတဟုတ်ကဲ့တ်နိုင်တော့ကောင်းလေးထည့်ပြီးလုပ်စီချင်တယ်ပေါ့ဒီနော်ဟိုဒါပေမဲ့လို့လူတိုင်းတယောက်တယောက်မတူဘူးလေနော်သမီးကဗမာပြည်ကိုပြန်ရဲဗမာပြည်ကောင်းတယ်ဒါဘာမှပြောလို့ဗမာနေကိုအတွက်အဆင်ပြေနိုင်တယ်ကိုအတွက်
ပြဿနာဖြစ်တာခေါင်းထဲတော့ထည့်စဉ်းစားမယ်တမီးရဲ့နော်ဦးပေးမှလေးတင်ထားကလေသမီး အဲကြည့်ရမှာနော်ဟိုအအဲလုံးတင်3နှစ်အလုံးတင်အလုံးဟိုအကိုကြီးတယောက်ကနေပြီးအလုံးတင်ရထွက်ချင်တယ်သူစီမှာတခုတည်းလက်မှတ်တွေရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါလေသမီးသိချင်လို့ပါဟိုကလေကဲပြမြအလုံးင်မြန်လေးတင်3ပြောလိုက်တမီးနှစ်မပြည့်အေးပဲနဲ့တခုတည်းလက်မှတ်ရှိလို့ရှိရင်အလုံးတင်ကနေပြီးတော့တခုတည်းကိုပြောင်းလို့ရတာလားသမီးအဲ့လေတေချာနားမလဲလို့ဟိုပြောရမယ်ဆိုလို့ရှိရင်တော့တမီးစနစ်ရဆိုလို့ရှိရင်တော့တမီးတို့အလုတ်တင်ဆိုတာဒီကိုလာပြီးလို့ရှိရင်အလုတ်ဆက်တင်နေလို့ရတယ်အလုတ်မတင်ဘူးဆိုတမီးတို့ပြန်ရုံပဲရှိမယ်ဟုတ်ကဲ့ပထမဆုံးစနစ်အနေနဲ့ပြောရနော်သို့တော့ဟုတ်အခုအချိန်မှာဗာဖြစ်လဲဆိုရင်အလုတ်တင်ရနေပြီးတော့တမီးတို့မှာဒေါက်တာလက်မှတ်တွေပါရှိရင်တမီးတို့ပြောင်းလို့ရနိုင်တယ်အများကြီးရှိတယ်တစ်ချက်လွဲသွားရင်ကိုဘဝပြတ်သွားမှာဆိုလို့တတ်နိုင်သလား၄-၅ သောင်းလောက်ပေးလိုက်ရတာအရေးမကြီးဘူးတေချာမေးပြီးတော့နော်တမီးတို့ကကျမတို့ကဒီလိုရှိတယ်ကျွန်တော်ကဒီလိုဒီလက်မှတ်တွေအောင်ပါတယ်ဆိုပြီးတော့ဟိုနောက်အကောင်းဆုံးကဘာလဲဆိုဒီလက်မှတ်ရှိတိုင်းမို့တမီးတို့ဥမာကဲတော့တေးကြီးတော့ခိုင်းကိုရှိပါရဲ့ဥပမာပြောပြအဲ့ခိုင်းကိုရှိတမီးတို့အဲ့ဆက်စစ်ဥမာတမီးတို့အလုတ်ခတ်ပြီလားဥကဘာဥကမေးခွန်းလေးကိုမေးခွန်းနဲ့ပြန်ဖြေပေးတဲ့လူကိုတမီးမှာအလုတ်ရှိတယ်ဆိုရင်ခေါင်းစိတ်မပူရင်အဲ့အလုတ်ကသူ့ဟာသူအော်တိုမက်တစ်လုပ်ပေးလိုက်အဲ့ဒါလေးကိုသိရင်ပြောပြတာအတိတ်ပဲပေါက်တယ်နော်ဟုတ်ကဲ့နော်သမီးတို့ပြောင်းလို့ရလားဆိုပြောင်းလို့ရတယ်ပြောင်းလို့ရတယ်ပြောင်းလို့ရနေပြီနဲ့မလုတ်တိုင်ပြောင်းလို့မရဘူးဖြစ်သွားလိမ့်မယ်လုတ်တိုင်ပြောင်းလို့ရတယ်အဲ့လိုပြောင်းလို့ရမရဆိုတာဘယ်မှာမူတည်လဲဆိုရင်သမီးတို့ကတကယ်အလုတ်ရှိတယ်သူ့ကိုဘယ်လိုခိုင်းမယ်ကျွန်တော်တို့အလုတ်ကဥပမာပြောအလုတ်ကအာမခံပေးသမီးတို့ပြောင်းလို့ရတယ်ကွာလို့သမီးမှာအလုတ်ရှိတယ်ဆိုရင်အဲ့အလုတ်ကအော်တိုမက်တစ်လုပ်ပေးသွားလိမ့်မယ်သမီးစိတ်မပူနဲ့သမီးမှာရှိတယ်ရတယ်သမီးမှာတကယ်ရှိပြီဆိုရင်သူကမိတ်ဆက်ပြီးအခုသမီးမှာရှိပြီလားသမီးမရှိသေးဘူးဆရာအားကြောင့်မို့သမီးတေချာအောင်လေရှိအောင်သမီးသိချင်တာဟုတ်ကဲ့ဦးကမလုပ်ပေးလို့ရှိရင်သမီးမအောင်လက်မရှိတယ်သမီးရဲ့သမီးတက်ကတူဘွဲလက်မရမှာဆိုတော့ဦးရဲ့လို့မဟုတ်သမီးတွေ့တဲ့လူတိုင်းသမီးကိုလုပ်ပေးလို့ရတော့လင့်ကသမီးရဲ့ဟုတ်ပြီလားဟုတ်ကဲ့နော်အဲ့တော့ကိုယ့်လက်ထက်မှာအရေးကြီးတော့ကိုယ့်လက်မှာပြည့်စုံဖို့အရေးကြီးတယ်သမီးစားရစားတာဟုတ်ပြီနော်ဟုတ်ကဲ့ကဲပြီးတော့သမီးနောက်တစ်ခုသိချင်တာလေသမီးကလေပေါင်မုတ်တွေပါလေလောက်တာတော့ဗောနော်အဲ့လိုမျိုးကော်ဖီတွေပါလေလိုမျိုးလောက်တဲ့ပါရောသမီးစိတ်ဝင်စားရဗောနော် तू ကလေစားတောင်းကုံထုံးထဲမှာပါတာလားစားတောင်းဆိုင်ထဲမှာပါတာလားဆိုတော့သမီးတေချာသိမ့်ပြီးတော့လေနားမလဲလို့သမီးအဲ့နှစ်ခုတည်းသိပါတက်ကမလဲလို့တေချာမသိလို့ဟုတ်သမီးပြောပြပါအောင်သမီးရဲ့သမီးလောက်ရမယ့်အလုပ်နေရာစိတ်ဝင်ထဲမှာလုပ်မှာလားစိုက်မှာလုပ်မှာလားဖိုထဲမှာလုပ်မှာလားဘာမှလုပ်ရမှာလဲတမီးစိတ်ဝင်စားတာကအဲ့လိုမျိုးပေါင်မုတ်လှုပ်လို့ရှင်ကိုယ်တိုင်လှုပ်ချင်တာဖိုထဲမှာဖိုထဲဝယ်ချင်တာတမီးဟုတ်ပြီလေနော်ဦးကမေးခွန်းနဲ့မေးတယ်ဆိုတကယ်တမ်းကျသမီးတို့ကဦးကသာမေးတယ်တကယ်တော့သမီးတို့ကတီးပြီးသားတယ်ဒါပြောင်းနေမှာမျက်စိထဲမှာပေါ်လို့ပြန်မေးတယ်သမီးစိတ်ဝင်ထဲမှာလုပ်တယ်ဆိုလို့ရှိရင်တော့တုတ်တီဒီနော်ရှုပ်ကြီးဟင်းကိုချိုးဖြစ်သွားပြီသမီးကိုချိုးဆိုတာစိတ်ရုံလေသမီးဟုတ်ဒါပဲသမီးသိချင်တာဟုတ်ပြီကျေးဇူးပါဟုတ်ကဲ့ပါရှေ့ရသမီးရောဒီပါစီတယ်လဲရှိသေးလားသမီးမရှိတော့ရင်ပိတ်မယ်ဟုတ်ကဲ့အဆင်ပြေတယ်ရှင်းဟုတ်ကဲ့နော်သမီးတို့လိုပဲနော်အားလုံးကိုတယောက်တည်းမဟုတ်ဘူးအားလုံးကပြောရမယ်ဆိုလို့ရှိရင်နော်ဟိုအတီးနဲ့ကိုဆိုရင်ဒါလေးဟိုနေဒါမဲ့သမီးတို့ကောင်းတယ်မှာအဖြေရှိပြီးသားနော်ဟိုစနစ်တဲ့တာပေါ့နေနော်ဒါမဲ့ကိုအမြဲသူတို့နဲ့ရံပြစ်စရာမလိုကောင်းဖို့နော်မလိုလေးစားလို့ရတယ်ဒါမှကောင်းကောင်းခံဖို့မလို